ချင်းတော့တော့မြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ20ရက်နေ့ကကျွန်တော်5မိနစ်ရဲ့ဝေါ်နယ်မြစ်ကြီးနဲ့ညညရဲ့လောက်တော့ပြည်နေ25ရက်ကျော်နေ့မှာအဲ့ဒါမန္တလေးကကိုနိုင်ပြကျွန်တော်တွေ့ကျင်တယ်ဆိုလို့ဒီဘက်ကိုစစ်ကိုင်းဒီဆင်းလာတယ်ဗျာနော်ခိုင်ကလေးနဲ့ဆင်းလာတယ်ဗျာကျွန်တော်လာပြီးတော့ဒါအားပေးတယ်ဘောတော့ကျွန်တော်လည်းနေ့လေသာကျွေးကျင်ပါတယ်တဲ့ဟုတ်ကဲ့ကျွန်တော်တော့မန္တလေးမဝင်တော့ပါဘူးနော်ဟိုလာကဒီနေ့ကနေခွဲမယ်နော်အဲ့တော့နောက်တစ်နိုင်လောက်ဆိုတော့ကျွန်တော်စားပါဘူးနော်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်နော်ကိုနိုင်နော်ဟုတ်ကဲ့ငြိမ်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းပါစေဗျာချစ်လောက်စွာသောမြန်မာများခင်ဗျာအခုဒါကျွန်တော်ငြိမ်းချမ်းရေးလမ်းလျှောက်နေတာနော်ဟိုလာစစ်ကင်ကြော်လာပါပြီနော်ဒီနေ့25ရက်မြောက်နေ့မတ်လ21ရက်နေ့ပါဗျာအဲ့ဒါကျွန်တော်ခဏဒီတိုးဂိတ်တစ်ခုမှာခဏလေးနားနေတယ်ဗျာနော်နေ့လယ်12နာရီထိုးတော့မှာဗျာနော်ဟိုကနေရလည်းမပူဘူးဗျာဒီနေ့တော့မိုးလေးကတော့အောက်နေတယ်ဗျာညကလည်းမိုးရွာတယ်ဒီနေ့လည်းမိုးအောက်တော့လမ်း6လို့တော်တော်ကောင်းတယ်ဗျာလူတွေကကျွန်တော်ပြောကြတယ်မိုးဆက်လေးတော့ကြာလာပြီငိမ့်ချရေးမိုးပေါ့ဗျာလူတွေကကျွန်တော်ပြောကြတယ်ဘာဖြစ်လို့လမ်းလျှောက်နိုင်လဲဒီအသက်ရွယ်နဲ့စိတ်ဓာတ်ပဲဗျာနော်ငိမ့်ချရေးလိုချင်တဲ့စိတ်အားပြင်းထန်လို့ပေါ့နော်ဟုတ်ကဲ့ဗျာငိမ့်ချရေးဆိုတာဟာလားအကောင်လုံးကပြောရင်တော့ငိမ့်ချရေးကလိုချင်ကြတာပဲအစိုးရကလည်းငိမ့်ချရေးလိုချင်တယ်တပ်မတော်ကလည်းငိမ့်ချရေးလိုချင်တယ်တိုင်းသားတဲ့နဲ့ကိုင်ဟာလားအဲ့ဒါငိမ့်ချရေးလိုချင်တယ် NUG PDF တွေကလည်းငိမ့်ချရေးလိုချင်တာပဲဒါပေမဲ့ကျွန်တော်တခုပြောမယ်ခင်ဗျာငိမ့်ချရေးဆိုတာခင်ဗျာတနတ်နဲ့တိုက်နေလို့မရဘူးဗျာเนาะငိမ့်ချရေးဆိုတာတနတ်နဲ့တိုက်လို့ခင်ဗျာတို့ဘယ်တော့မှငိမ့်ချရေးမရဘူးဗျာငိမ့်ချရေးဆိုတာငိမ့်ချရေးလိုချင်တဲ့စိတ်ဓာတ်နဲ့မှငိမ့်ချရေးရတယ်ဗျာเนาะတော့အဲ့ဒါကိုကျွန်တော်ကသက်သေပြတာပါเนาะငိမ့်ချရေးလိုချင်တဲ့စိတ်ဓာတ်ပြင်းထန်ရင်ငိမ့်ချရေးရတယ်ဗျာခင်ဗျားတို့တွေတနတ်နဲ့တိုက်နေလို့ဘယ်တော့မှငိမ့်ချရေးမရဘူးဗျာเนาะကျွန်တော်ဟုတ်လားအခုမန္တလေးတိုင်းကြီးပြီးတော့မယ်ဗျာကျွန်တော်စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မြစ်ကြီးနားထိကျွန်တော်သွားမယ်ဗျာကျွန်တော်လည်းသွားခွင့်ပြုကြပါเนาะကျွန်တော်လည်းမပိတ်ပင်မတားဆီးကြပါနဲ့ဗျာကျွန်တော်မေတ္တာရပ်ခံတယ်ဟုတ်ကဲ့ဗျာเนาะငိမ့်ချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငိမ့်ချမ်းပါစေဗျာချစ်လောက်စွာသောမြန်မာများဗျာကျွန်တော်ဒါဒီနေ့2026မတ်လ21ရက်နေ့ဗျာကျွန်တော်25ရက်မြောက်နော်ဟိုမော်လမြိုင်မှာမြစ်ကြီးနားငိမ့်ချမ်းရေးလမ်းလျှောက်တာဗျာဒီမှာပလိတ်မျိုးကိုရောက်ပါတော့မှာဗျာနော်ပလိတ်မျိုးပလိတ်မျိုးနာအဝင်ပါဗျာကျွန်တော်ဒီမှာလူငယ်လေး2ယောက်ကဗျာ15နှစ်16နှစ်လောက်ပဲရှိသေးတယ်ဆိုင်ကယ်နဲ့ထွက်လာပြီးဒီချိုရည်ဘူးလေးပေးသွားတယ်ဗျာအဘဆိုပြီးတော့ပေးသွားပြီးတော့နှစ်ကလေးဆိုထွက်သွားတယ်ဗျာကျွန်တော်လည်းမရိုက်ခင်လိုက်ဘူးနောက်ဒါပလိတ်မျိုးကကိုကျော်စင်ထွက်လာပြီးတော့ကျွန်တော်ဒီမှာရေတောက်ဘူးတွေလာပေးတယ်ဗျာအများကြီးကျေးဇူးတင်ပါတယ်နော်ကိုကျော်စင်ထွက်နော်ဟုတ်ကဲ့အဲ့ဒီပလိတ်မျိုးက15နှစ်16နှစ်ကလေးလေး2ယောက်ဗျာဒီအချိုရည်အနီရောင်လေးပေးသွားတယ်ဗျာနော်ဗာလို့စတော်ဘယ်ရီဆိုတော့ဗာလို့ဒီနော်အဲ့ဒါလေးအမှတ်တရပါဗျာနော်ကလေးလေး2ယောက်လစ်ကနေဆိုထွက်သွားတယ်ဗျာဆိုင်ကယ်လေးတဲ့နော်တကယ်ကျေဆက်လူငယ်လေးတွေအဲ့လိုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုကျော်တော်ထင်းလည်းကျေးဇူးတင်ပါတယ်ဗျာငြိမ်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းပါစေဗျာဟုတ်ပါဗျာချစ်လောက်စွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ21ရက်ဗျာကျွန်တော်5မင်းဆိုရဟလာငြိမ်းချမ်းရေးမော်လမြိုင်မှာမြစ်ကြီးနားငြိမ်းချမ်းရေးလမ်းလျှောက်တဲ့25ရက်မြောက်နေ့ဗျာအခုဒါပလိတ်မြို့နားမှာပေါ့ဗျာပလိတ်မြို့ပြင်မှာပလိတ်မြို့ကဟလာအိုးဝင်မောင်းတယ်ဟလာငယ်ကောင်နဲ့နော်ငယ်ကောင်တော့ကျွန်တော်အချိုရည်ပေးပြီးတော့ဗျာသူဘယ်လိုသဘောပေါက်သွားလဲမသိဗျာလူငယ်လေးကျွန်တော်ထိုင်ကတော့နေတယ်ဗျာအဲ့လောက်ကြီးလည်းမလိုပါဘူးဗျာကျွန်တော်သူထိုင်ပြီးတော့မြေကြီးကသူကတော့နေတယ်ဗျာနော်အဲ့လောက်မလိုပါဘူးသားရဲ့နော်ဟိုအားလုံးပေါ့နော်ငញ្ញရေးအတွက်ကတော့ဒါအားလုံးလုပ်ကြရတော့သားတို့လည်းဝိုင်းလုပ်ကြပေါ့ဟုတ်လားနော်သားတို့လူငယ်တွေကပိုအရေးကြီးပါတယ်နော်အဘတို့ထက်ကိုဟုတ်ပြီငញ្ញစွာအတူနေကြမယ်မြန်မာပြည်ကြီးအများဆုံးငញ្ញပါစေဗျာချစ်လောက်စွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ21ရက်ဗျကျွန်တော်5မိနစ်စိတ်တာမော်လမြိုင်မှာမြစ်ကြီးနားငញ្ញရေးလမ်းလျှောက်တာ25ရက်မြောက်နေ့မှာဗျာဒါမြင့်ငယ်မြစ်ပေါ့နော်မြင့်ငယ်မြစ်ပေါ်ရောက်နေပါပြီဗျာမြင့်ငယ်တရားပေါ့ဟုတ်ကဲ့ဒုဋ္ဌပတိမြစ်လို့လည်းခေါ်ပါတယ်ဗျာနော်မြစ်ကစိမ့်နေရောဗျာကြည်နေရောနော်တကယ်လှတယ်ဗျာနော်မြင့်ငယ်မြစ်ဟုတ်ကဲ့မြင့်ငယ်မြစ်ရဲ့အထက်မှာဒါဟိုလားဆယ်ကြီးပိတ်ထားတယ်ဗျာရဲရွာရေအားလျက်ရှိနော်မဂါဝါ800နီးပါးလောက်ထွက်တယ်ဗျာ990ဟုတ်ကဲ့နော်အားလုံးနော်တရားကြီးရာမြင့်ငယ်တရား
ဟုတ်ကဲ့ဟုတ်ကဲ့ဒီကနေ့တရားပေါ်ရောက်နေပါပြီဗျာဒီကနေမှကျွန်တော်အရှိမလမ်းခွဲလေးရှိတယ်ဗျာစကိုင်းတရားဘက်ကိုကျွန်တော်6မိုင်လောက်သွားမယ်ပြောတယ်ဗျာနော်နောက်6မိုင်9မိုင်လောက်သွားရင်ကျွန်တော်စကိုင်းတရားရောက်ပါပြီဗျာတော့ဟောပါစကိုင်းတိုင်းကိုကျွန်တော်ဖျက်ရမှာပေါ့နော်အဲ့ဒါစကိုင်းတိုင်းအဖွဲ့တွေလည်းရောက်နေတယ်လို့ကြားတယ်ဗျာနော်ဟုတ်ပြီနော်အားလုံးနော်ငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာဟုတ်ကဲ့ချစ်လာသောမြန်မာများခင်ဗျာကျွန်တော်ဒီနေ့2026ခုနှစ်မတ်လ21ရက်ဗျာကျွန်တော်ဒါမော်လမြိုင်မှာမြစ်ကြီးနားကိုငိမ့်ညာကြီးလမ်းလျှောက်နေတာအခုကျွန်တော်အရာဝတီမြစ်ကြီးဘက်ကိုဥတီနေတယ်ဗျာနော်မကြခင်အရာဝတီမြစ်ကြီးနားကိုကျွန်တော်ရောက်တော့မယ်ဗျာနော်ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးရဲ့အသက်သွေးကြောဖြစ်တဲ့ဒါအရာဝတီမြစ်ကြီးရဲ့အနီးနားကိုကျွန်တော်ရောက်တော့မယ်ဗျာမကြတော့ပါဘူးအရှိမကျွန်တော်ဒါစကိုင်းတရားဘက်ကိုကျွန်တော်ဥတီနေတယ်ဗျာနော်ဟုတ်ကဲ့အမှလည်းစကိုင်းဖွဲ့ကဥကြားနေတာတော့ကျွန်တော်လုံခြုံရေးအခြေအနေကသွားခွင့်မပြုဘူးတားဆီးမယ်လို့လည်းကြားနေတယ်ဗျနော်ဟိုကြမှာအခြေအနေတေချာတိရမှာမှာစကိုင်းအဖွဲ့တွေစောင့်နေတယ်ကျွန်တော်တားဆီးဖို့ဟုတ်ကဲ့ဗျာကျွန်တော်လည်းဟဲ့လားသူတို့လုံခြုံရေးအခြေအနေကကျွန်တော်ပေးမသွားဘူးလို့ပြောနေတယ်ဗျငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးငြိမ်းချမ်းပါစေဟုတ်ရည်ချစ်လာများသောမြန်မာများခင်ဗျာဒီမှာဒီနေ့2026ခုနှစ်မတ်လ21ရက်ဗျကျွန်တော်ငါးမဆွေမော်လမြိုင်ပါမြစ်ကြီးနားကိုငြိမ်းချမ်းရေးလမ်း6လာတာ25ရက်ရပြီဗျာအခုဒါကျွန်တော်တို့အရာဝတီမြစ်ကြီးပေးနာကိုရောက်တော့မယ်ဗျစကိုင်းတရားဒါကအမရပူရမျိုးနဲ့စင်ရွာမြင်းမှုရွာကျွန်တော်ဒီမှာဗျာကြိုးစိုးတွေကြတယ်အားလုံးကျေးဇူးတင်တယ်ကြိုးစိုးအားပေးကြတယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်နော်ကိုတို့နော်ကျွန်တော်ငြိမ်းချမ်းစွာတူနေကြမယ်ဟုတ်ကဲ့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေဗျာငြိမ်းချမ်းပါစေငြိမ်းချမ်းပါစေမြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေချစ်လောက်စွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ21ရက်တော့ကျွန်တော်ငါးမင်းဆွေရဲ့မော်လမြိုင်မြစ်ကြီးနားငြိမ်းချမ်းရေးလမ်းလျှောက်ခီးစဉ်25ရက်မြောက်နေ့မှာဗျာကျွန်တော်စကိုင်းတရားအနီးရောက်နေပါပြီအဲ့ဒါမင်းကွန်းဝါချက်ရွာကကိုနေမျိုးသူနော်ကိုနေမျိုးသူကကျွန်တော်ဒီမှာလာပြီးတော့အားပေးနှုတ်ဆက်တယ်ဗျာနောက်တော့မင်းကွန်းဝါချက်ရွာတော့ဝါချက်ရွာတော့လာရတယ်ဗျာနော်အများကြီးကျေးဇူးတင်ပါတယ်နော်စကိုင်းတရားကြီးတဲ့ရောက်ပါတော့မယ်နော်ဟုတ်ကဲ့နော်ငြိမ်းချမ်းစွာအတူနေကြမယ်ဟုတ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာချစ်လာစွာသောမြန်မာများခင်ဗျာ2026ခုနှစ်မတ်လ21ရက်နေ့ဗျကျွန်တော်ငါးမင်းဆွေရဲ့မော်လမြိုင်မှာမြစ်ကြီးနားသို့ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဗျာနော်အဲ့ဒီအခုည9:00နာရီတိတိချိန်မှာကျွန်တော်ဒါစကိုင်းတရားကြီးပေါ်ကဖြတ်နေပါပြီဗျာနော်ကျွန်တော်အရာဝတီမြစ်ကြီးပေါ်ကိုဖြတ်နေပါတယ်ဗျာနော်မြန်မာပြည်အသက်သွေးကြောဖြစ်တဲ့အရာဝတီမြစ်ကြီးပေါ်ကနေဖြတ်တန်းနေပါပြီဗျာနော်ဟုတ်ကဲ့ဗျာနော်ဟိုဘက်ခုလိုက်စကိုင်းမျိုးပဲဗျအခုဒါစကိုင်းတရားကြီးပေါ်ဖြတ်နေပါတယ်ဗျာစကိုင်းတရားကြီးကလည်းမီးတွေမောင်းနေတယ်ဗျာရောက်ဒီမြစ်ကြီးကตาရလိုက်တာဗျာဒီမှာစကိုင်းတောင်ကိုဇေတီပထိုးတွေနဲ့ဗျာနော်ရောက်ဒီမြစ်ရဲ့ဟုတ်လားမြစ်ရဲ့အနာအရသာဟုတ်လားဒီညင်းလေးတွေလည်းတဖြူးဖြူးနဲ့ဗျာနော်အရန်ကိုအမောပြေသွားတယ်ဗျာတော့တလန်းလုံးအခု25ရက်စလုံးပြင်ပန်းလာသမျှကျွန်တော်တို့ရဲ့အသက်သွေးကြောကြီးဟုတ်လားကျွန်တော်တို့ရဲ့ကန်တဝေမင်းသမီးကြီးဟုတ်လားအရာဒီမြစ်ကြီးပေါ်ဖြတ်ရတာဗျာနော်တကယ်ကိုစိတ်ချမ်းသာတယ်ဗျာနော်ဟုတ်ကဲ့ဗျာနော်ဟုတ်ကဲ့နော်စကိုင်းတောင်ပဲဗျဟုတ်ပြီဗျာမြစ်ကြီးနားကိုသွားတာမြစ်ကြီးပေါ်တော့ဖြတ်နေပြီဗျအရာဒီမြစ်ကြီးပေါ်တော့ဖြတ်သွားပြီဗျာဖြတ်သွားပြီနော်ရှေ့မှာစကိုင်းဖွဲနဲ့တွေ့ရမယ်ဗျဘာပြောကြအောင်ပဲတော့မသိဘူးဗျဟုတ်ပြီနော်အားလုံးနော်အရာဒီမြစ်ကြီးပေါ်ကနေဗျာနော်အရာဒီမြစ်ကြီးပေါ်ကနေတကယ်နော်တစ္ဆာစကား
မေတ္တာစကားကျွန်တော်ပြောလိုက်မယ်ဗျာနော်ငြိမ်းချမ်းစွာတူနေကြမည်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာကျွန်တော်ငါမင်းဆွေပါငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာစကိုင်းတရားပေါ်ကပါအရာဝတီမြစ်ကြီးပေါ်ကပါဗျာငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာအရာဝတီမြစ်ကြီးပေါ်ကပါမြစ်ကြီးနားသွားတာအရာဝတီမြစ်ကြီးပေါ်ရောက်နေပါပြီဗျာကျွန်တော်ငါမင်းဆွေပါငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာဟုတ်ကဲ့ချစ်လာစွာတော့မြန်မာများခင်ဗျာကျွန်တော်အခုဟာစကိုင်းတရားဒီဘက်ထိပ်စကိုင်းမြို့စကိုင်းတရားထိပ်ကိုရောက်နေတယ်ဗျာเนาะအဲ့ဒီမှာကျွန်တော်ကိုစကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးစကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနောက်စကိုင်းမြို့နယ်ဥပဒေအရာရှိသူတို့၃ဦးကကျွန်တော်ကိုတရားထိပ်မှာเนาะတရားထိပ်မှာကျွန်တော်ကိုခန်းတစ်ခုမှာတေချာအခုဒီရိုက်နေတဲ့အခန်းပေါ့เนาะအခန်းမှာကျွန်တော်ကိုဟိုတေချာရှင်းပြတယ်ဗျာအခုကျွန်တော်ဘေးမှာသူတို့လည်းရှိနေပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဟိုပေါ့เนาะကျွန်တော်ဒီငိမ့်စုစီဥပဒေရကျွန်တော်ဒါစကိုင်းကနေကျွန်တော်ဝက်လက်ကိုဖြတ်ဖို့ပေါ့เนาะကျွန်တော်အဲ့လိုတင်ထားတာပေါ့တင်ထားတဲ့ဟာကိုအဲ့ဒါစကိုင်းမြို့နယ်မှာကနော်စကိုင်းမြို့နယ်မှာကဒေသန္တရအမိတ်သူတို့ထုတ်ထားတယ်တဲ့နော်2021ထဲကစပြီးတော့အဲ့ဒီအမိတ်ကအခုဒီ2026AP လထိဒါအဲ့ဒီအမိတ်ကဟိုဖြစ်အတီဖြစ်နေတာပေါ့နော်အဲ့တော့ဒေသန္တရအမိတ်အရနော်ဒီစကိုင်းမြို့နယ်ထဲမှာဒီကျွန်တော်တို့ဒီငိမ့်စုစီဥပဒေရကျွန်တော်တို့ဒါလဲ့လေခွေဟောတာစီတန်းခွေနော်အဲ့လိုစန္ဒထုတ်ဖို့ခွေမရှိဘူးပေါ့ဗျာနော်ဒေသန္တရအမိတ်ရအဲ့ဒါလုံးလို့မရဘူးတဲ့နော်အဲ့ဒါလုံးလို့မရဘူးနော်နောက်ပြီးတော့နေမီလုံခြုံရေးပေါ့ဗျာနော်နေမီလုံခြုံရေးကြောင့်ဒီဒေသန္တရအမိတ်ကိုထုတ်ရတော့ဒေသန္တရအမိတ်ကိုထုတ်ရတယ်အဲ့ဒီဒေသန္တရအမိတ်ရကျွန်တော်ဒါဘုံမနော်အဲ့ဒီအမိတ်ကလည်းအတီဖြစ်နေသေးတဲ့အတွက်ကျွန်တော်ဘလို့မှသူတို့ခွင့်ပေးလို့မရဘူးပေါ့ဗျာခွင့်ပေးလို့မရဘူးခွင့်ပေးလို့မရတဲ့ဟာကိုကျွန်တော်ကဆက်သွားမယ်ဆိုရင်လည်းသူတို့ကဥပဒေရကျွန်တော်အရေးယူမှာပဲเนาะငိမ့်စုစီဥပဒေရအရေးယူမယ်ဆိုရင်ထောင်ဒဏ်3လထိအပြစ်ပေးနိုင်တယ်အဲ့တော့ကျွန်တော်ထောင်ဒဏ်3လတော့ကျွန်တော်မကြောက်ပါဘူးသို့တော်လည်းပဲထောင်ကြခံလို့ကျွန်တော်ရဲ့ခရီးစဉ်ကလည်းဖြစ်မှာမဟုတ်ဘူးဗျเนาะထောင်ထဲသာရောက်သွားမယ်ကျွန်တော်သွားခြင်းနဲ့မြစ်ကြီးနားကိုလည်းရောက်မှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်ဒါကိုเนาะကျွန်တော်ရဲ့ဟောလာဒီငញ្ញမ်းရေးလမ်းလျှောက်တဲ့ခရီးစဉ်ကိုကျွန်တော်ဒီစကိုင်းမြို့မှာပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်เนาะအဲ့တော့မော်လမြိုင်မှာစကိုင်းတို့ပေါ့ဗျာเนาะမော်လမြိုင်မှာစကိုင်းတို့ငញ្ញမ်းရေးလမ်းလျှောက်ခရီးစဉ်ပေါ့เนาะကျွန်တော်25ရက်လျှောက်ခဲ့တယ်မိုင်အားဖြင့်မိုင်900ပေါ့เนาะမိုင်900ကျွန်တော်လျှောက်ခဲ့ပါတယ်အဲ့ဒီတဲမှာလည်းကျွန်တော်အများကြီးเนาะပြောခဲ့တာတွေရှိပါတယ်เนาะဟုတ်ပြီเนาะကျွန်တော်ကလည်းဒါဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဆက်သွားခြင်းနဲ့ဆက်သွားရင်လည်းသူတို့ကကျွန်တော်ဥပဒေရရေးယူမယ်အရေးယူရင်ကျွန်တော်တရားခံဖြစ်ပြီးကျွန်တော်ချုပ်တယ်ဝယ်ရမယ်အဲ့တော့ကျွန်တော်လူရခီးလည်းမပေါက်တစ်ဖက်ကလည်းအဲ့လိုအချုပ်တယ်ဝယ်ဆိုတော့เนาะဘာမှအကျိုးရလို့မရှိဘူးပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်လည်းအခုကျွန်တော်စကိုင်းကပဲကျွန်တော်အိမ်ကိုပြန်มาတော့မယ်เนาะအားလုံးเนาะဟုတ်ကဲ့ဗျာငြိမ်းချမ်းစွာအတူနေကြမယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေဗျာကျွန်တော်ငါးမင်းဆွေပါ